professional trainer ရဲ့ performance ကိုတက်တာနေတော့မှာဖြစ်ပါဘူး။လာရအားပေးကြည့်ဖို့ဖိတ်ခေါ်ပါလို့ခင်ဗျာ။ performance ကိုပြရတဲ့အချိန်မှာဖြည့်ပြီးချင်းစောင့်တာနဲ့ထောက်ကန်တဲ့စိတ်ကြီးမပြုလုပ်ပါနဲ့ညာ။ထောက်ကန်တဲ့ညီလေးတို့ညီမလေးတို့ပေါ်လေးတက်လို့ပါနော်။ ခုပြသမဲ့လူက professional trainer ပဲဖြစ်ပါတယ်။နောက်တော့ဒီဗီအားပေးကြပါခင်ဗျာအခုစတဲ့ကစားနည်းလေးရတယ်နေမောလမ်းလျှောက်တဲ့ဟောဆိုတဲ့ကစားနည်းလေးပဲဖြစ်ပါတယ်နောက်တော့ဒီဗီအားပေးကြပါခင်ဗျာအခုစတဲ့ကစားနည်းလေးရတယ်တွင်းစဟောဆိုတဲ့ကစားနည်းလေးပဲဖြစ်ပါတယ်ဒီလိုမျိုးလာရောက်ဆော့ကစားလို့ရပါတယ်ပေါင်100ကျော်ထိနိုင်ပါတယ်ခင်ဗျာတက်တဲ့လူဝင်ရောက်ဆော့ကစားလို့ရပါတယ်ပတ်စံပါရှိကစားနည်းမျိုးလေးစိတ်ချတဲ့ချတဲ့လာရောက်ဆော့ကစားလို့ရပါတယ်ခင်ဗျာဒီလိုမျိုးလာရောက်ဆော့ကစားလို့ရပါတယ်ပေါင်100ကျော်ထိနိုင်ပါတယ်ခင်ဗျာတက်တဲ့လူဝင်ရောက်ဆော့ကစားလို့ရပါတယ်ဒီလိုမျိုးကစားတဲ့ကစားနည်းမျိုးစိတ်ချတဲ့ချတဲ့လာရောက်ဆော့ကစားလို့ရပါတယ်ခင်ဗျာအမေကရှိတယ်လေစားကြည့်ပြီးတော့လာလို့လားအားလုံးသိနေတာမဲရမော်သိနေတာနော်မဲရမော်မတက်ပါနဲ့မဲရမော်သိနေတာနောက်တစ်ထိုင်နေလို့မရဘူးအမေကပြည့်နေတဲ့တန်းစီပြီးဆောက်တာလို့လားနေပါတော့ပဲဝင်ပြီးတော့နော်ကျန်တဲ့ဘက်ကနေဝင်ပါတယ်ဆောင်းရည်လည်းမဆောက်တဲ့လူတွေဦးသားလေးဆောက်တာလို့ပါခင်ဗျာစားပေးရတယ်မေးပါလေ။ဒီနေ့ဒုံးမယ်လို့နော်အမေလာမှာဆွေးလို့ရ။ဟုတ်ဆက်ဟုတ်ဘူးရော။ရောလေးအောင်ဆင်းပေးပါလား။ဒီဗီဒီယိုလေးရိုက်ချင်တယ်။သမီးတို့လည်းရိုက်နေအန်ဒီရဲ့
ရောက်ဆော့ကစားလို့ရပါတယ်ပေါင်နေရာကျော်ပြီးနိုင်ပါတယ်ခင်ဗျာကြားတဲ့လူဝင်ရောက်ဆော့ကစားလို့ရပါတယ် သူဝိနကသွားမယ်ငါဟိုပေါင်းနေရရောငါဟိုကိုဆက်လိုက်အေးရတယ်ကိုဆက်လိုက် ဒီလူမစလာရောက်ဆော့ကစားလို့ရပါတယ်ပေါင်နေရာကျော်ပြီးနိုင်ပါတယ်ခင်ဗျာကြားတဲ့လူဝင်ရောက်ဆော့ကစားလို့ရပါတယ်ဒီကနေ့ကျွန်တော်ကစားရည်လို့စိတ်ကြလက်ကြနဲ့လာရောက်ဆော့ကစားလို့ရပါတယ်ခင်ဗျာ ဘကောက် trainer ပေါ့နော် trainer ဟိုအရင်မလို့နေဟောပါတယ်ညီလေးကိုပေါ်တာဘူးပါနော်ဟောပါတယ်ညီလေးညီမလေးကိုပေါ်တာတိုက်ပါနော်သူဆောင်းပါလေ ဒီကမစလာဆော့ကစားလို့ရပါတယ်ဒီတိုင်းနဲ့လို့နိုင်ပါတယ်ခင်ဗျာကြားတဲ့လူရောဆော့ကစားလို့ရပါတယ် မရအောင်ဘာချမ်းတော့တော့နောက်ပါရနေဝင်လို့မရအောင် ဒီလား ဒီကမစလာဆော့ကစားလို့ရပါတယ်ပေါင်နေရာတော်ပြီးနိုင်ပါတယ်ခင်ဗျာကြားတဲ့လူကစားလို့ရပါတယ် အဲ့ဒါကောအဲ့ဒါဘာဘာမမရအောင်ဘူးလေဘူးလေဘိုင်မြဲလေ နော် တူ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  နေနေတော့ဆေးရနော်ပေါင်နေရာတော်ပြီးနိုင်ပါတယ်ခင်ဗျာကြားတဲ့လူရောဆော့ကစားလို့ရပါတယ်ဒီကနေ့ကျတဲ့ကစားလေးကိုစိတ်ကြလက်ကြနဲ့လာရောက်ဆော့